ပိယက်တက်ကြီးကမြအတိတ်ကိုပြန်လဲကြည့်မယ်ဆိုရင်1980ကျော်ကာလတွေမှာမြန်မာဂီတလောကကိုတောက်ပစေခဲ့တဲ့ကျဲပွင့်တပွင့်ရှိခဲ့ပါတယ်စတိုင်ကြကြဖက်ရှင်ကြကြနဲ့တခြင်းတွေကိုတီးဆိုတတ်တယ်လို့ချစ်စရာကောင်းတဲ့မျက်နှာသားလေးကြောင့်အမျိုးသားပိယက်တက်တွေကြားမှာရေပန်းစားဆုံးဖြစ်ခဲ့သူကတော့အဆိုတော်တင်းတင်ထုံးပဲဖြစ်ပါတယ်အဆိုတော်တင်းတင်ထုံးလို့ပြောလိုက်တာနဲ့သူမရဲ့ထူးခြားတဲ့အတန်အနေထားနဲ့ခင်မီတဲ့ဟန်ပန်တွေကိုပြင်းပြင်းကြမှာပါသူမဟာအဲ့ဒီခေတ်ကမြန်မာဂီတလောကမှာပေါ့တဲ့ရော့တခြင်းတွေကိုပြင်းပြင်းတီးဆိုနိုင်ုံနဲ့မကပဲစင်မော်ကသူမရဲ့ဖျော်ဖြေမှုတွေကပိယက်တက်ကိုဖန်ဆားနိုင်တဲ့ဆွဲဆောင်မှုတွေအပြည့်ရှိခဲ့ပါတယ်ဆိုတော်တင်းတင်ထုံးဟာအဆိုတော်တူဖြစ်ုံနဲ့မကပဲထိုခေတ်ကမျိုးသမီးငယ်လေးတွေရဲ့အတူယူရတဲ့ fashion icon တူလည်းဖြစ်ခဲ့ပါတယ်သူမဝတ်ဆင်တဲ့အင်ကြီးဒီဇိုင်းတွေသပင်ပုံစံတွေကအရန်ကုန်မှာခစ်စားခဲ့ပါတယ်အချိန်တွေပြောင်းလဲသွားပေမဲ့သူမရဲ့သချင်းတန်တွေကိုကြားလိုက်ရတိုင်းလူကြီးမင်းတို့ရဲ့ငယ်ဘဝအမတ်တရတွေဟာပြန်လဲရှင်သန်လာတတ်ပါတယ်အခုထိလည်းဆိုတော်တင်းတင်ထုံးရဲ့သချင်းတွေကိုနားထောင်ရင်အတိတ်ကိုလွမ်းဆွနေကြတဲ့ပိယက်တက်တွေအများကြီးရှိနေသေးပါအဆိုတော်တင်းတင်ထုံးရဲ့ပိယက်တက်တွေကရောသူမရဲ့ဘယ်သချင်းတွေကိုအကြိုက်ဆုံးလဲသူမကိုရောဘလို့အမတ်တရတွေနဲ့တတိယနေသေးလဲဆိုတာ comment မှာမျှဝေသွားခဲ့ကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ဒီနေ့တင်ဆက်မှုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and follow လေးလုပ်ပေးသွားဖို့လည်းတောင်းဆိုလိုက်ပါတယ်ခင်ဗျာနောက်နေ့အစီအစဉ်တွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြရအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ